ညနံ့တန်းကောင်ရန်အချိန်ဖြစ်တော့လေပန်းရီတဲ့လောက်အိမ်မဖြော်နိုင်သေးပါတက်တာတုံမောအိုကြီးပြီးလွှိုင်းလုံးများကြတွင်တအီအီနဲ့လှုပ်ခါနေပြီးအပြင်ဘက်တွင်တော့လေချွင်တန်ကဲ့သို့တဝုံဝုံနှင့်တိုက်ခတ်နေသောလေတံကိုကြားနေရသည်ထိုစဉ်သူမတတိထားမိသည့်အချက်တစ်ခုရှိသည်ကိုလက်ဖြစ်သည်တင်မိုးပေါ်ဆော့ကင်ရောက်ရှိကလေးကကိုလက်သည်ညဘက်တွင်တစ်ချိန်တစ်ခါမြောက်အိတ်ဆက်ခြင်းမရှိသည်ကိုပန်းဤတတိထားမိလာသည်ထို့ထက်ပို၍ထူးဆန်းသည်မှာသူသည်ဂီသည့်အစာကိုမျှစားတော့ခြင်းမရှိခြင်းပင်စာကြီးဗိုက်စာသည်ဟုအော်ဟစ်နေချိန်တိုင်းကိုလက်ကဟင်းချက်ပေးတတ်တော်လေသူကိုယ်တိုင်တလုတ်တဆွဲမျှစားသည်ကိုမမြင်ဘူးကြီးပန်းဤသည်စူးစမ်းလိုစိတ်ဖြင့်ညဘက်တွင်အခန်းအပြင်သို့တိုးတိုးလေးထွက်လာခဲ့သည်ကိုလက်သည်တင်မောဦးပိုင်းတွင်ကြောက်ရွံ့ကြီးတရုပ်လိုမတ်တက်ရမြင်ပင်လယ်ပြင်ကိုစိုက်ကြည့်နေစေဖြစ်သည်သူမသည်စိတ်ထဲတွင်တခုခုမတင်ကားသဖြင့်တင်မော၏အောက်ထက်တင်မောဝမ်းထဲသို့အသာအရာဆင်းသွားခဲ့သည်အောက်ထက်သည်မှောင်မဲနေပြီးဖုံနှံ့တစ်သားနံများဖြင့်ပြည်နှံနေသည်ငါတို့ဘယ်တော့မှလွတ်မှာလဲဒိုညင်သောလူသားတို့၏စကားပြောတံများကိုပန်းဤအတိုင်းသားကြားလိုက်ရသည်သူမရင်ဘတ်ထဲတွင်ဒိန်းငနေဖြစ်သွားသည်ဒီသင်္ဘောတွေမှာငါတို့၃ယောက်တည်းရှိတာမဟုတ်ဘူးလားပန်းဤကြောက်ကြောက်လန့်လန့်ဖြင့်အပေါ်ထက်ကိုပြန်ပြေးတက်လာသည်စာကြီးကိုအတင်းသွားဆွဲလိုက်သည်မစားအောက်ထက်မှာလူတွေရဲ့အတန်ကိုကျမကြားနေရတယ်ကိုလန့်လည်းထူးဆန်းနေတယ်သူဘာလို့အစာမစားတာလဲသူဘာလို့မအိတ်တာလဲစာကြီးကအိတ်ချင်မှုတို့မျက်လုံးများဖြင့်လှဲ့ကြည့်သည်နင်ဘာတွေလျှော့ပြောနေတာလဲပန်းဤစာကြီးကခပ်ဖြတ်ပင်ပြောလိုက်သည်ဒီသင်းမောပေါ်မှာငါတို့၃ယောက်ပဲရှိတာညဘက်လေးတိုက်တဲ့အတန်ကတခါတလေလူအော်တဲ့နဲ့တူတတ်တယ်အဲ့ဟာကိုမင်းနားကြားမတာထင်လိမ့်မယ်ဒါပေမဲ့ကိုလက်ကတော့သူဘာလို့ကိုလက်ကသူ့တာဝန်သူကြေးပွန်းနေတာပါစာကြီးကစကားကိုဖြတ်ပြောလိုက်ပြီးပြန်အိတ်သွားသည်စာကြီးနဲ့ကိုလက်သည်လူရွှေတစ်ခုခုကိုဖုံးကွယ်ထားသလိုဖြစ်နေသည်ကိုပန်းဤခံစားလိုက်ရသည်သူမအခန်းထဲကိုပြန်ဝင်လာခဲ့တော့လေအောက်ထက်ကကြားခဲ့ရသည်ကဲပါဆိုတဲ့အတန်များကနားထဲမှာပဲ့တင်ထပ်နေစေဖြစ်သည်သူမအိတ်မပြောတော့မှပန်းဤသည်ဂဒင်ဘော်တွင်လဲနေတော့လေမျက်လုံးများကအမှောင်ထဲတွင်ဝိုင်းဆက်နေသည်နှလုံးခွန်သားမှာတင်မောအောက်ထက်ကကြားခဲ့ရသည့်ထူးဆန်းသည့်အသံများအတိုင်းစီးကြဝါကြကြတုန်ခါနေ၏မစာကြီးကဘာလို့ဒီလောက်အေးဆေးဖြစ်ရတာလဲပြီးတော့ကိုလက်သူမစိတ်ထဲမှာတန်တရားများကကင်းမီကောက်တကောင်လိုတလှုပ်လှုပ်တရွရွဖြစ်လာတော့သည်သူမသည်အခန်းအပြင်ကိုတစ်ခါထပ်ထွက်ရန်ဆုံးဖြတ်လိုက်သည်ယခုတစ်ခါမှာတော့သူမသည်အောက်ထက်ကိုတိုက်ရိုက်မသွားဘဲသင်းမောဦးပိုင်းရှိကိုလက်စီသို့ခြေတန်းဖော့ဖွားလီတိုးကပ်လာခဲ့သည်ကိုလက်သည်ရွယ်တိုင်အောက်ရှိတစ်သားတစ်လုံးပေါ်မှာကြောက်ရွံ့ကြီးတရုပ်လိုမတ်တက်ရညင်ပင်လယ်ပြင်ကိုစိုက်ကြည့်နေစေဖြစ်သည်သူမသည်တိုင်လုံးတစ်လုံး၏နောက်ကဝဲမှနှီးပြီးချောင်းကြည့်လိုက်သည်ထိုစဉ်လာကပြည့်နတ်ဤအမောင်တို့မှာကိုလက်သည်သူ့ရဲ့လက်မိုင်းတွင်ရှိသည့်အင်ကြီးစားကိုအာသာလှောင်လိုက်သည်ကိုတွေ့လိုက်ရသည်ပန်းဤမျက်လုံးများပြိုးတော်သည်ကိုလက်ရဲ့လက်မားသည်လူသားတစ်ယောက်ရဲ့အသားအရည်မဟုတ်တော့ပဲတစ်တဆေးခွေးများဖြင့်ဖုံးလွင်နေတကဲ့သို့မွဲချောက်ကမာကျောနေသည်သူသည်ပင်လယ်ရေအရှုပ်ကိုခွက်တစ်ခုတည်းထဲ့ကထိုလက်မားပေါ်ကိုအာသာလောင်းချလိုက်ရာရေများကအသားသေးကိုစိမ့်ဝင်သွားသည်တီရုပ်တန့်ကဲ့သို့ရနံ့တစ်ခုထွက်ပေါ်လာသည်သူသည်အစာမစားနာမဟုတ်ဒီသင်္ဘောကြီးနဲ့တသားသီးထင်နေတဲ့ကဲ့သို့ရေနဲ့လေကိုတာအာဟာရအဖြစ်ယူနေကြတာလောကိုလက်ရဲ့ထိုးဆန်းသည့်ပုံစံကြောင့်ကရင်မွေးညင်ကြထွားသွားစဉ်မှာပင်အောက်ထက်စီကဒုံဒုံဆိုသောထူးရဲ့သည့်အတန်တစ်ခုကိုထပ်မံကြားလိုက်ရသည်ယခုတစ်ခေါက်မှာတော့စာကြီးပြောသလိုလေတံမဟုတ်ကြောင်ပန်းဤကျင်းသေးပေါက်တီးလိုက်သည်သူမသည်ကိုလမရိပ်မပီအောင်အตาရနောက်ဆုတ်ကအောက်ထက်ကိုဆင်းသည့်လွေကားစီသို့ပြန်သွားခဲ့သည်အောက်ထက်ဝမ်းဆိုင်ပိုက်ထဲကိုရောက်သောအခါသူမပါလာသည့်မီးချရင်လေးကိုအဝတ်ကိုအောက်ပြီးအလင်းရောင်အနှဲငယ်သာထွက်စေ၍ရှေ့ကိုတိုးသွားသည်တင်ပေါ်၏အမှန်ဆုံးတောင်းစွန်တစ်ဖားများဖြင့်ပိတ်ဆို့ထားသည့်အခန်းငယ်တစ်ခု၏အကရန်ကြားမှအလင်းရောင်ဖြောက်လေးထွက်ညီသည်ကိုတွေ့လိုက်ရသည်ပ
တန်းဤသည်အဂရန်ကြားမှချောင်းကြည့်လိုက်ရာသူမမြင်လိုက်သည့်အရာကြောင့်ပါဇက်ကိုလက်သည့်အသင်းပိတ်လိုက်ရတော့သည်ထိုအခန်းထဲတွင်လူ3-4ယောက်ခန့်သည်တန်ချေခြင်းများခတ်ခံထားရသည်ဒါပေမဲ့ထူးခြားသည်မှာထိုလူသားတို့၏ခန္ဓာကိုယ်များတွင်တစ်ကိုကိန်းများစတင်ပေါက်နေပြီးတရားစုသည်တင်းမော၏ကိုယ်ထဲနှင့်တဆက်သည့်ဖက်ဆပြီးနေပြီးဖြစ်သည်အသက်ဆက်ပေးပါငါတို့ကိုအလင်းပေးပါဟုထိုလူသားများကတိုးညင်းသောညည်းတွာနေကြသည်ပန်းဤနောက်ကိုခြေတလန်းဆုပ်လိုက်စဉ်တစ်ဖားတစ်လုံးကိုနင်းမိကျွတ်ခနစ်အတန်ထွက်သွားသည်ဘသူလဲအနောက်မှအေးဆက်သည့်အတန်တန်ထွက်ပေါ်လာသည်